ကိုနေဆိုင်တာသဘောကျရင်လက်ကောက်သားလေးကြားချင်ပါတယ်โอเคလက်ကောက်မသိရလူငါပူးစာရှင်တွေပဲတကယ်ကိုနေကြီးကစူးစမ်းတည်နေတာအမလီနောက်ကလည်းပြိတ္တတရားဝေဖန်မှာပေါ့မင်းတို့နောက်ကတပိတ်နဲ့အလိုက်မတူလားမေးကြမှာပေါ့ကြည်သာကျွန်တော်ဆရာအေးတာရရောက်တော့ညညနာတစ်ချိန်လက်သားဟုတ်ပါချိုးရီတောင်ထွက်နေတာတကယ်ကျွန်တော်ဆရာဒီရောက်တော့ကိုစူးစမ်းပန်းသားတည်တာကဲအများတို့ကလည်းအလိုက်ကန်းသောကိုမသိဘူး။ကိုဆိုင်ဆံမောလုံးမသိဘူးလား။အဲဒီပါလို့ကျွေးနေပါလေတုတ်ပြရမလဲ။ဟုတ်တယ်ဆရာ။ဆရာပင်မနာမကြည့်လို့တပည့်ချွေးတုတ်ပေးမလို့ဆရာ။ချွေးတုတ်တကယ်တုတ်ပေးမှာ။ငါကြီးကိုကြည့်ကြည့်တော့မယ်ရေကွက်ကပဲရဟုတ်တယ်ကဲတို့ဆရာတွေကြော့ပြီးဒါအလူကွန်ပျူတာဆိုမယ်ဆိုပြီးတို့ကိုတော်တဲ့ကြက်တချင်းတွေအနေရစလိုက်စတဲ့အခက်ပြီးမှဖြစ်ပါတယ်နော်ကျွန်တော်တို့လမ်းမှာရက်ထားတဲ့ 2D 8-1-3ကားဆရာခင်ဗျာလမ်းလေးပိတ်နေသည့်အတွက်ကားလေးကိုဖယ်ပေးပါရန်မြေတားရက်ခံပါတယ်ခင်ဗျာကျွန်တော်တို့လမ်းမှာရက်ထားတဲ့ကားနံပါတ် 2D 8-1-3ကားဆရာခင်ဗျာကားလေးလမ်းပိတ်နေသည့်အတွက်ကျွန်တော်တို့ကားလေးကိုဖယ်ပေးပါလို့ကျွန်တော်တို့မြေတားရက်ခံပါတယ်ခင်ဗျာဩအေးငါလာပြီဟ
ဝိုင်းတော့လားဟေး နေဆရာ စီယာဖြုတ် ဟေး လက်စွမ်းပြတယ်ဆိုတော့ဆမ်းမှာမယုံမှာဖို့နဲ့ကတန်တာဗျညံပါတဲ့တိမငြိနိုင်တဲ့လက်လက်မတ်ကြတဲ့ပြည်သူတွေသဘူးထက်ဘဝတုံဟီအောင်ကိုနေရန် ကိုပေါ်ထက် လက်ကုန်တီး မလေးနေရတို့တီးတဲ့မြန်မာဆိုင်အမှုတင်ညာဆိုတော့ဘယ်တော့မှရိုးသွားတယ်ဆိုတော့မရှိပါဘူး ဟုတ်တယ် ဒါကြောင့်ထဲဝါတဲ့အကျိုးကရှုမြင်စရာသက်စွမ်းတဲ့တပင်မကိုနေရ ကိုပဲလေး အမှုပညာနဲ့မှတ်တမ်းတင်ပြလိုက်ပါဦးခင်ဗျ ခက်တာခဏလေးနားဆင်ပေးပါ ဟုတ်ပြီ ဟုတ်ကဲ့လားစိုင်းတီးကွက်တီးနေတဲ့အချိန်ဆိုတော့ကိုပဲလေး ရ ကျွန်တော်ပြည်သက်ပြင်ကောင်းပြင်းမလေးနဲ့ ဟုတ်တယ် ဒီရန်ပြည်သက်ကျေးတဲ့တရှင်းလေးအကုန်ပါပါတယ်ခင်ဗျာ ပါတယ်ပြော ကိုပေါ်ထက် ရ ကိုပဲလေး ရ ဟုတ်ကဲ့လား ဟုတ်ပြီ ဟေး ဒီမှာပြိတ္တတို့ တက်ကမ နေရဆိုတာဆိုင်းလူတော်ပါ ဟုတ်ပါ နေရဆိုတာဆိုင်းလူတော်မှုတမိုင်းတမူကျော်ယခုလိုလူတော်မင်္ဂလာပွဲမှာအရှိန်ဝေးဖြားဖြားနဲ့ကိုနေရန်နေမျိုးမလားကြော်သူပဲရဖိုးစိန်ပေးတာလို့တိပြ စိတ်ပေးတာဘလို့တိမှတ်တယ် ဟုတ်ကဲ့ပါလေ ကိုပဲလေး ရ ကိုပေါ်ထက် ရ အဖိုးစိတ်ပေးတာကဟုတ်လို့တိတာပါ ကြမ်းမဲ မလေးနေရကအလိုလိုမသိအောင်ကိုယ်ပိုင်ညာနဲ့ဟိုဘဟုနိုင်ငံတီဝင်ကြနိုင်အောင်လို့တီထွင်ထားတဲ့ရင်ကျေးတဲ့ဂီတနဲ့ရကိန်ရှိအလားလို့အထုဟန်ကြပါတယ်ကိုနေရအဖိုးဥဟန်ဘလို့လဲထပ်မှန်တိပြလိုက်စမ်းပါ အဖိုးဥဟံပါ ဟုတ် ကိုပဲလေး ရ ဆရာကြီးတွေကြောနေတာနော် မှန်တယ် စောစောကစိတ်ပေးတာတီလုံး ဟုတ် ဥဟံပတီလုံးကြတော့ပရိသတ်ဘလောက်များများဥဟံပဘလို့တိမှတ်တော့ လိုပါလေ လာမေ ပဲလေး ဟေး ချစ်စရာလေး ဒီတာပညာဆိုင်ကလာတီးတယ်လက်တာဟာလားဆိုင်သမားလေးနေရနေရမှာပြိတ္တဒါကြောင့်ဆိုင်တစ်ခေတ်ကျော်လို့တယောက်သားမျိုးကိုနေရဒီတာရှေ့ဆောင်အလင်းကားကျော်စွာဥပမောင်လို့လည်းတိပြလိုက်ပါဦးဗျ ရှေးဆရာကြီးတွေကတယောက်နဲ့တယောက်မတူဘူးနော် ဟုတ်ကဲ့ စောစောကစိတ်ပေးတာဥဟံပ ဟုတ်ပါ ဥပမောင်ကြဘလို့လာတယ်မှတ်တယ် လိုပါလေ